င်းထန်ငရင်တန်ဖြစ်ပွားပြီးရပိုင်းအတွင်းမှာစကောင်းဆောင်မြောက်လိုက်ဟာနေပြည်တော်ကတူတဲထားတဲ့မာရဝိဇ္ဇယဖျားသို့မဆိုင်မသွားကြည့်ခဲ့ပါတယ်2021ခုနှစ်ကတိဆောက်ပြီးစီးခဲ့တဲ့ထိုင်တော်မူဖျားဟာငရင်တန်ကိုကောင်းခံနိုင်ပြီးပျက်စီးမှုလုံးဝမရှိခဲ့ဘူးဆိုပြီးတော့စကောင်းဆောင်ကဂုံဖော်ပြောဆိုလိုက်တာတွေ့ရပါတယ်ထိုင်တော်မူရုပ်ပွားတော်ပျက်စီးခြင်းမရှိပေမဲ့လည်းရင်ပြင်တော်ကန္ဓကုတီတိုက်ပတ်လန်းများအနှဲငယ်သာထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ထိုင်တော်မူရုပ်ပွားတော်ထိခိုက်ပျက်စီးမှုမရှိတာဟာစတင်တိဆောက်ချိန်မှာငရင်ပညာရှင်တွေနဲ့ခေတ်မီနည်းပညာတွေနဲ့စနစ်တကျတိဆောက်ခဲ့တာဖြစ်တယ်လို့စစ်ကောင်းဆောင်ကကြွားလုံးထုတ်လိုက်ပါတယ်။ငရင်တန်ခန်းစားခဲ့ရတဲ့ပြည်သူများကိုတွေးဆုံရမယ့်အစားသူတည်ထားခဲ့တဲ့ဘုရားကိုအပြေးအလွှားသွားကြည့်ခဲ့တယ်ဆိုပေမဲ့သူ့ရဲ့ဆရာဟောင်းအာနာရှင်ဟောင်းဗိုလ်ချုပ်မူကြီးတန်းဆွေတည်ထားခဲ့တဲ့ရွှေတကုံပုံတူဥပ္ပါဒတန်တိစေတီတော်ဘက်ကတော့ခြေဥတောင်မလဲခဲ့ပါဘူးအဲ့ဒီဘုရားကိုသာသနာရေးနဲ့ယဉ်ကျေးမှုပြည်တော်စုဝင်ကြီးကိုသာသွားကြည့်စေခဲ့တယ်လို့ဆိုပါတယ်နေပြည်တော်မြို့နဲ့အတူ2009ခုနှစ်မှာတည်ခဲ့တဲ့ဥပ္ပါဒတန်တိစေတီတော်ကြီးဟာ16နှစ်ခန့်တက်တန်းရှိပြီဖြစ်ပြီးမာရဝိဇ္ဇယထက်တက်တန်းရင်ပါတယ်အဲ့ဒီတက်တန်းနဲ့အတူပြင်းထန်ငရင်ကြောင့်ပျက်စီးမှုလဲပိုများခဲ့ပါတယ်ငရင်ကြောင့်ဥပ္ပါဒတန်တိစီတီဟာလိုင်ကူအတွင်းအပြင်စိန်တောင်တက်လေကားတကွန်တိုင်းကြမ်းခင်းတဲ့ကြောက်စစ်လက်ရများမင်းထောက်တိုင်များရင်မင်းတော်ကြောက်ပြားများနဲ့ကွဲအပ်ချင်းလမ်းလျှောက်စတဲ့နေရာအများစုပျက်စီးခဲ့ပါတယ်အဲ့ဒီနေရာအများအပြားပျက်စီးခဲ့တာကိုမင်းအောင်လှိုင်ကသွားမကြည့်ပဲတူတည်ထားခဲ့တဲ့ဖျားဘာမှမဖြစ်ဘူးဆိုပြီးကုံဖော်ပြောနေတာဟာတနည်းအားဖြင့်အာနာရှင်အချင်းချင်းတကွက်ကြော်ခဲ့တာဖြစ်တယ်လို့ဆိုရမှာပါဒါမှမဟုတ်စစ်ကောင်းဆောင်အစ်စ်နဲ့အဟောင်းအကြားဂုံတုဂုံပြိုင်မှုဟာဖျားနဲ့ပါလိုက်ပြိုင်နေကြတယ်လို့ဆိုရမှာဖြစ်ပါတယ်ပျက်စီးမှုများခဲ့တဲ့ဥပ္ပါဒတန်တိစီရီတော်ကိုဦးသန်းဆွေသွားကြည့်ခဲ့ခြင်းရှိမရှိကိုတော့မသိရပါဘူးတကယ်တော့သူတို့နှစ်ဦးဟာဆရာတပည့်အရင်ခောက်တွေပါ2011ခုနှစ်ကခန့်အပ်လွဲပေးလို့သာမင်းအောင်လှိုင်တယောက်တက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်လာခဲ့တာပါအခုတော့ဦးသန်းဆွေတည်တဲ့ဖျားငရင်တန်ကြောင့်ပျက်စီးချိန်စစ်ကောင်းဆောင်မင်းအောင်လှိုင်သွားမကြည့်ခဲ့တာဟာအဲ့ဒီအာနာရှင်တို့ဦးကြားအာဃာတကြောင့်လားဆိုတာတွေးဆစရာရှိပါတယ်ဒါအပြင်ဦးသန်းဆွေရဲ့သမက်ဖြစ်သူဒေါက်တာနေစိုးမောင်ကိုမင်းအောင်လှိုင်ကဖမ်းဆီးခဲ့တာဟာလည်းအကြောင်းတရားတစ်ခုအဖြစ်ပါဝင်ပါလိမ့်မယ်မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာစော်မြင့်မောင်ကွယ်လွန်ခြင်းအတွက်နောင်ဘဝမှာလူဖြစ်ခဲ့ရင်လွတ်လပ်တရားမျှတပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတွေရဲ့အကျိုးကိုဆက်လက်သယ်ပိုးပေးနိုင်ပါစေဆရာလို့ဒေါက်တာနေစိုးမောင်ကသူ့ရဲ့လူမှုကွန်ရက်မှာ2024ခုနှစ်အောက်တိုဘာလကဝန်내ကြောင်းရေးသားခဲ့ပါတယ်အဲ့ဒီဇာသားနဲ့ post အောက်မှာ Facebook သုံးစွဲသူတူကစကောင်းဆောင်မင်းအောင်လှိုင်ကိုဦးသန်းဆွေကနေထိမ့်သိမ်းပေးရန်မှတ်ချက်ပြုခဲ့ပါတယ်အဲ့ဒီမှတ်ချက်ကိုဒေါက်တာနေစိုးမောင်ကကျွဲပါဆောင်ဒီကိုမွေးတဲ့မြောက်ကိုပြန်ချောင်းဆိုတဲ့စကားလုံးနဲ့တုံ့ပြန်ခဲ့ပါတယ်အဲ့ဒီလိုတုံ့ပြန်ပြီးမကြမီဒေါက်တာနေစိုးမောင်ကိုစစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုပုတ်ခတ်ရေးသားမှုကြောင့်ဖမ်းဆီးလိုက်တာဖြစ်တယ်လို့နားလည်ရပါတယ်အာနာရှင်ဟောင်းဦးနေဝင်းရဲ့မြေးတွေကိုလည်းအာနာရှင်ဦးသန်းဆွေကနိုင်ငံတော်ပုံကံမှုနဲ့ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တာကြောင့်အဲ့ဒီဖြစ်စဉ်တွေဟာဝက်လက်ချင်းလို့သာဆိုရမှာပါဖျားတဲတဲ့စစ်ကောင်းဆောင်တွေဟာလက်စားချေချင်းကိုလက်မယွန့်စွာပြုလုပ်နေတာကလည်းတရားရစရာအလွန်ကောင်းပါတယ်ဆရာတပည့်ဖြစ်ခဲ့သူတို့ရဲ့ဆက်ဆံရေးကိုတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုလာတဲ့အချိန်ဆက်ဆံရေးကိုလည်းအကဲခတ်နိုင်ပါတယ်2024ခုနှစ်ဩဂုတ်လအတွင်းကတရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယီနေပြည်တော်ကိုလာပြီးဦးသန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီအချိန်ကရှမ်းမြောက်မှာနာမည်ကြီး10နှစ်ခွန်စစ်စင်ရေးစတင်ပြီးနောက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပါစစ်ကောင်စီဘက်ကလက်လွတ်လိုက်ရချိန်လဲဖြစ်ပါတယ်တပ်စခန်းများစွာနဲ့တိုင်းစစ်ဌာနချုပ်ကြီးပါလက်လွတ်လိုက်ရတာကြောင့်အောင်လှိုင်အပေါ်တက်တွင်းထောက်ခံမှုသိသိသာသာကြာဆင်းနေချိန်လဲဖြစ်ပါတယ်။အဲ့ဒီတွေ့ဆုံမှုအပြီးဒေါက်တာနေစိုးမောင်ဖမ်းဆီးခံရခြင်းဖြစ်ပေါ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာအာဏာရှင်အဆက်ဆက်ဖျားများတည်ခဲ့ကြပါတယ်။ဦးနေဝင်းကရန်ကုန်မှာမဟာဝိဇ္ဇယဦးသန်းဆွေကရန်ကုန်မှာဆွေတော်မြတ်စီရီတော်နဲ့နေပြည်တော်မှာရွှေတကုံပုံတူဥပ္ပါဒတန်တိစီရီတော်မင်းအောင်လှိုင်ကမာရဝိဇ္ဇယ88ဒီမိုကရေစီလှုပ်ရှားမှုမှာចောင်းသားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ရမှာနာမည်ကြီးသူဗိုလ်ချုပ်ခင်ညွန့်က
အင်းစိန်ကကြောက်တော်ကြီးဖျားစတဲ့ဖျားများကိုတည်ခဲ့ကြပါတယ်အာနာသိန်းတိုင်းဖျားတည်ရမယ်လို့စကောင်းဆောင်တိုင်းမှာအတွေးများရှိခဲ့ကြသလားလို့တောင်ထင်ရပါတယ်ဒါမှမဟုတ်အပြစ်မဲ့ပြည်သူများကိုတပ်ဖြတ်ပြီးနောက်ဖျားတည်လိုက်ရင်အကုသိုလ်တွေကင်းစင်ပျောက်ပြဲသွားမယ်ဆိုတဲ့အတွေးတွေနဲ့တည်ခဲ့သလားလို့မေခွန်းထုတ်เสียဖြစ်နေပါတယ်အာနာရှင်များဖျားတည်တာချင်းတူကြတဲ့အပြင်ဘေဒင်ရရယာများကိုယုံကြည်မှုလွန်ခဲ့ကြတာလဲတူကြပါတယ်သူတို့ကိုယ်တိုင်တောင်သာသနာပြုမြင့်ရဲ့လို့တွေးနှထင်ရောက်ကြတာလဲတူကြပါတယ်ဒါအပြင်ပြည်သူကိုရဲရဲဆက်ဆက်သက်ဖြတ်မှုမှာလည်းတူကြပြန်ပါတယ်အားလုံးတူကြပေမဲ့အချင်းချင်းတော့မတည့်ကြပါဘူးတက်တွင်းနာမည်ကြီးတဲ့ဖြုတ်ထုတ်သက်လမ်းစဉ်ကိုကျင့်သုံးပြီးတော့သူတို့အာဏာထိပါမဲ့အရေးအယောင်တွေ့မယ်ဆိုရင်ဆရာရင်းတပည့်တွေတောင်မရှောင်နှိတ်ကွတ်တတ်ကြတာဟာအစင်အလာဖြစ်နေပါတယ်သူတို့အချင်းချင်းလက်စားချေတာကိုလက်မယွန့်စွာပြုလုပ်နေမယ်ဆိုလျင်သူတို့ကိုဆန့်ကျင်တဲ့လူပုဂ္ဂိုလ်တွေကိုဘလောက်တောင်ရက်ဆက်မယ်ဆိုတာကိုတွေးကြည့်နိုင်ပါတယ်ငရင်ကပ်ပေးကြီးကျုံနေခြင်းပြည်သူကိုဘုံကျဲတပ်ဖြတ်နေတာတွေရက်မသွားတာကဒါရကပဲဖြစ်ပါတယ်ပြင်းထန်ငရင်ကြောင့်နေပြည်တော်မှာစီယုံကျုပ်အပါဝင်ကြီးဌာနများဝန်တန်းအိမ်ယာများနဲ့လွတ်တော်အဆောက်အဦများပါပြိုကျပျက်စီးခဲ့ရပါတယ်အဲ့ဒီပျက်စီးမှုများအတွက်တိဆောက်ခဲ့တဲ့ကုမ္ပဏီတွေကိုအရေးယူသွားမယ်လို့စစ်ကောင်းဆောင်ကပြောပြန်ပါတယ်အဲ့ဒီလိုဆိုရင်ဦးတန်းဆွေလက်ထက်ကလေးကတိဆောက်ခဲ့တဲ့နေပြည်တော်ကဆောက်လုပ်ရေးကုမ္ပဏီတွေကိုအရေးယူရမှာဖြစ်ပါတယ်နေပြည်တော်မြို့တေစင်က project များရခဲ့တဲ့ကုမ္ပဏီ25ခုခန့်ဟာခရိုနီတွေဖြစ်ကြပါတယ်အဲ့ဒီခရိုနီတွေအကုန်မဟုတ်တောင်မှတချို့ကမာရဝိဇယဖျားတဲတဲ့အချိန်ကလည်းအလူငွေများထဲ့ဝင်ခဲ့သေးတာကိုတွေ့ကြပြီးသားဖြစ်မှာပါစိတ်ပါလို့ထဲ့တယ်ဆိုတာထက်ခရိုနီတွေကိုနေပြည်တော်ခေါ်ပြီးအလူငွေထဲ့ခိုင်းခဲ့တာဖြစ်ပါတယ်ဖျားတဲပြီးနောက်တကြီးဖျားရွာသားကောင်းမှုလုပ်ခဲ့တာဖြစ်ပါတယ်အာနာရှင်တို့ဆိုဒီမှာသူတို့လောက်တာကအကောင်းဆုံးအမှန်ဆုံးလို့ထင်တယ်လို့နဲ့အတ္တကြီးကြပါတယ်အဲ့ဒီစိတ်ဟာအာနာရှင်မဖြစ်မီကတည်းကစေတသိက်အတွင်းဂိမ်းအောင်နေခဲ့ဟန်သူပါတယ်ယာထူးအာနာရရှိချိန်မှာအဲ့ဒီစိတ်ဟာပွင့်ထွက်လာပြီးလောက်ချင်တာတွေကိုအတ္တကြီးကြီးနဲ့အကောင့်အထည်ဖော်ပါတော့တယ်ယာထူးအာနာမရရှိဘူးဆိုရင်တော့မတရားသဖြင့်လူယူတတ်ကြပါတယ်လူယူထားတဲ့ယာထူးအာနာကိုလည်းဆွတ်လွတ်ဖို့ဝန်လေးတတ်ကြပါတယ်အာနာရှင်များသက်ဆိုးရှည်စေတဲ့နောက်ထပ်အကြောင်းတရားကတော့အနေအစားချောင်စေဖို့မြောက်ပြင့်ပြောဆိုသူအဖွဲ့အစည်းတွေကြောင့်ဖြစ်ပါတယ်ဒီတကူဆရာတော်အရှင်ညာနိတ္တရဟာမာလာဝိဇယဖျားဟာထိုင်တော်မူရုပ်ပွားတော်များမှာပဲဖျားနဲ့မှမတူပဲပြုံးတော်မူနေတယ်ဆိုပြီးလူသိရှင်ကြားမြောက်ပြင့်ပြောဆိုခဲ့ပါတယ်ဗုဒ္ဓဘာသာအများစုဖြစ်တဲ့နိုင်ငံမှာဘုံတကူအထိုက်အလျောက်ရှိတဲ့ဒီတကူဆရာတော်ကအဲ့ဒီလိုပြောဆိုတာကိုစစ်ကောင်းဆောင်သဘောခွေမှာကတော့အသေးအချပါပဲအဲ့ဒီအချိန်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တိုင်းရင်းသားဒေသများမှာပုံကျဲတိုက်ခိုက်နေခြင်းလည်းဖြစ်ပါတယ်အာနာရှင်တက်ဆိုးရှိပါကငါသားသမီးငါမိသားစုငါလူငါအဖွဲ့စတဲ့အတ္တများကြီးစိုးကသူနဲ့ဆန့်ကျင်ဝေဖန်ထောက်ပြသူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်နေအောင်မှာဖြစ်ပါတယ်ရုပ်စွာအစုံဖျားစေတီပေါ်များလွန်းတဲ့ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်မှာငါတဲ့ဖျားသာအကောင်းဆုံးအမျက်ဆုံးတကောအကြီးဆုံးဆိုတဲ့အတ္တကိုထပ်မံမြင်တွေ့ရအောင်မယ်ဆိုတာမလွဲဧကန်ဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ